နင်တို့တဲ့အချိန်မှာမလှုပ်ရှားပဲငြိမ်ပြီးစောင့်ကြည့်ပါစားစရာများကိုလည်းကြိုတင်ပြင်ဆင်ထားပါဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်တာတစ်ခုခုရှိရင်ဆက်သွယ်ပေးပါဘူးခဏလာခဲ့ပြလို့ရမလားဟုတ်ကဲ့ဘာကိစ္စများပါလဲခင်ဗျာဒီနေ့တောက်ရင်နဲ့စားစရာတွေတော့ဝယ်မလို့အတူတူလိုက်ခဲ့ပြလို့ရမလားကုမ္ပဏီမှာတင့်ပြင်ထားဖို့ကကုမ္ပဏီမှာစားစရာတွေတင့်ပြင်ထားမလို့လားဟုတ်တယ်လေတဘာဝဘေးရနေကြီးကြီးမားမားဖြစ်တာကြောင့်ကုမ္ပဏီမှာခိုလွန်ရတဲ့အခါအတွက်ပါဟင်းနောက်ဆုံးငလင်ကြီးကြီးဖြစ်ရင်ကျွန်တော်တို့ကကုမ္ပဏီမှာခိုလွန်ရမှာလားဟုတ်တယ်2011ခုနှစ်ကအရှေ့ဂျပန်ငလင်ကြီးတုန်းကဒုက္ကယမှာတောင်မှရထားတွေရပ်တန့်ကုန်ပြီးအိမ်ပြန်လို့မရတော့တယ်အိမ်ပြန်ဖို့ခက်ခဲနေသူတွေအများကြီးရှိခဲ့တယ်အဲဒါကြောင့်2013ခုနှစ်4လပိုင်းမှာဒိုကျိုမြို့တော်အိမ်ပြန်ရန်ခက်ခဲနေသူများဆိုင်ရာတံပြန်အစီအမံပြန်နှံ့ချက်များကိုဖော်ဆောင်ခဲ့တာပါတဘာဝဘေးရန်ရဲ့ကြီးကြီးမားမားဖြစ်တဲ့အချိန်မှာအတင်းကျပ်ယူလျာသွားလာတွေမလုပ်ဘဲ3ရက်လောက်ကတော့လုပ်ငန်းခွင်နဲ့ဘေးကင်းတဲ့နေရာတွေမှာနေဖို့ညွှန်ကြားချက်ထုတ်ထားတယ်ဒါပေမဲ့အကုန်လုံးကအင်ကိုပဲမြန်မြန်ပြန်ကြတယ်မဟုတ်လားကျွန်တော်ဆိုရင်မိသားစုအတွက်စိတ်ပူတယ်ပူတိုချိုကလူတွေတော်တော်ကြီးကိုများတယ်မဟုတ်လားရထားတွေဘတ်စကားတွေမထွက်တာတော့အားလုံးကတပြိုင်နက်တည်းအိမ်ပြန်သွားမယ်ဆိုရင်လမ်းပေါ်မှာလူတွေနဲ့ပြည့်သွားပြီးအရေးပေါ်ကားတွေသွားလို့မရတော့ပဲနေလိမ့်မယ်နောက်ပြီးလမ်းလျှောက်ပြီးပြန်မယ်ဆိုရင်မီးလောင်တာအစာအုပ်ပြိုကျတာတွေကြောင့်ဒဏ်ရာရတာတွေဖြစ်နိုင်တယ်ဒါကြောင့်ဘေးကင်းတဲ့အစာအုပ်ထဲမှာနေတာကစိတ်ချရတယ်ဟုတ်သားပဲတေချာပေါ့အဲ့လိုဖြစ်နိုင်တာပဲမြို့သူမြို့သားများဤကြိုးပမ်းမှုအတင်းအကျပ်ရွေ့လျားသွားလာမှုမစတင်ခြင်းမိသားစုနှင့်ဆက်သွယ်ရမည့်နည်းလမ်းကိုနှစ်ခုနှစ်အထက်သတ်မှတ်ထားခြင်းလုပ်ငန်းရှင်များဤကြိုးပမ်းမှုအလုံးလုံးနေသည့်သူများတပြိုင်နက်တည်းအိမ်သို့မပြန်အောင်လုပ်ခြင်းအလုံးလုံးနေသည့်သူများနှင့်ဆက်သွယ်ရမည့်နည်းလမ်းကိုသတ်မှတ်ထားခြင်းဘူတာနှင့်ကျောင်းများ၌ကြိုးပမ်းမှုဘူတာနှင့်လူများစုဝေးရာအဆောက်အဦများတွင်အသုံးပြုသူများကိုဘေးကင်းသည့်နေရာ၌စောင့်ဆိုင်စေခြင်းအပြင်ကာကွယ်စောင့်ရှောက်ရန်ကြိုးပမ်းခြင်းတက္ကသိုလ်များနှင့်ကျောင်းများတွင်ကျောင်းသားနှင့်ကလေးများကိုအဆောက်အဦထက်၌စောင့်ဆိုင်စေခြင်းအပြင်ဘေးကင်းစေရန်ကြိုးပမ်းခြင်းပြင်ထားရမယ့်ပစ္စည်းတွေကိုတိုကျိုမြို့တော်ကသတ်မှတ်ပေးထားတာလားမသတ်မှတ်ပေးထားပေမဲ့လေကိုးကားနိုင်တဲ့ပစ္စည်းတွေကိုပြတ်ထားပါလေအရင်ဆုံးကတော့တောက်ရည်တန်ဖို့စားစရာကတော့တောက်ရည်အပါဝင်စားတဲ့ဆန်ပါမှုချုပ်တွေအပြင်စီတူပူစတာတွေရှိရင်ရပြီဒီလောက်တောင်ဝယ်ရမှာလားကုမ္ပဏီကလူတွေအားလုံး3ရက်စာစားလို့ရမယ်ပမာဏမို့လေအဲ့ဒီလောက်ပမာဏဖြစ်သွားတယ်3ရက်စာဆိုတာချမ်းပြင်းဘယ်လောက်ပမာဏရှိပါသလဲလူပေါ်မူတည်ပြီးကွဲပါတယ်အကျန်းပြင်းအတိုင်းတာပမာဏတော့ရှိပါတယ်တောက်ရည်ကတစ်ယောက်ကိုတစ်ရက်3လီတာဖြစ်တဲ့အတွက်3ရက်ကို6လီတာစားစရာက3ရက်ကို6နှစ်စာဒီပါပြီတက်တန်းကုံဆုံးရက်ကိုလည်းစစ်ထားဖို့အရေးကြီးတယ်နော်ဟဲ့ဒီညာအမလေးဒီနေ့တော့ပြင်ပန်းသွားပြီတူချူကကုမ္ပဏီမှာတဘာဝဘေးရဲ့အနေအတွက်ကြိုပြင်ထားတဲ့တောက်ရည်နဲ့စားစရာတွေရှိတာပဲနော်ဟုတ်တယ်ကိုလည်းမသိခဲ့ဘူးဒါပေမဲ့ဖေဖေက3ရက်တောင်ပြန်မလာဘူးဆိုရင်တော့အထီးကျန်တာပေါ့မှန်တာပေါ့ပြီးတော့အနေကင်းမကင်းလဲစိတ်ပူတယ်အဲ့ဒါဆိုရင်ကတော့အဆင်ပြေပါတယ်ကိုအန်ဒီကင်းမကင်းကိုအတည်ပြုနိုင်မဲ့နည်းလမ်းရှိတယ်ဘေးကင်းစွာရှိမရှိအတည်ပြုနိုင်မည့်နည်းလမ်းနမူနာများမိုဘိုင်းဖုန်းကုမ္ပဏီအသီးသီးမှပံ့ပိုးပေးထားသောတဘာဝဘေးရန်ရဲ့သုံး message box စသည်တို့မှတဘာဝဘေးရန်ရဲ့ဖြစ်ပွားခြင်းအတွက် message ဝန်ဆောင်မှု X ရခင် Twitter သို့မဟုတ် Facebook စသည့် social media များ social network ဝန်ဆောင်မှု Google Person Finder ကျမတို့လည်းတဘာဝဘေးရန်ရဲ့အတွက်အသင့်ပြင်ထားပြီးမိသားစုနဲ့ဆက်သွယ်ရမယ့်နည်းလမ်းတွေခိုလုံရနေရာတွေသိထားမှဖြစ်တော့မယ်နော်ဟုတ်တယ်ကောင်းပြီလေဒါဆိုမနေ့ကငါပိတ်ရလဲဖြစ်လို့အိမ်အတွက်တဘာဝဘေးရန်နေဖြစ်တဲ့အချိန်မှာသုံးဖို့စားစရာတွေတော့ဝယ်ကြမလားသွားမယ်နောက်နေ့တောက်ရရောစားစရာတွေရောဝယ်ပြီးသွားပြီဒါတော့ဆိုစိတ်အေးရပါပြီချိန်မီအတင်းထုတ်ယူနိုင်အောင်လို့လှုပ်ထားဖို့လေလိုတယ်ဖေရေဟိုးဟာကဘာလဲဟင်ဟိုအဲ့ဒါကတဘာဝဘေးရန်နေဖြစ်ပေါ်ခြင်းအိမ်ပြန်ရန်ထောက်ပံ့ရေးစင်တာကစတစ်ကာလေး
ရှုပ်ထွေးနေတာတွေငြိမ်သွားပြီးတဲ့နောက်လမ်းလျှောက်ပြီးအိမ်ပြန်တဲ့အချိန်မှာသုံးလို့ရတယ် ဘေးရန်တွေဖြစ်ပွားချိန်အိမ်ပြန်ရန်ထောက်ပံ့ရေးစကန်လား တဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းအိမ်ပြန်ရန်ထောက်ပံ့ရေးစင်တာရေပိုက်လိုက်မှရေပြားပံ့ပိုးပေးခြင်းအင်တာအသုံးပြုခြင်းမြေပုံစသည်တို့အသုံးပြီးလမ်းများ၏တည်င်းချက်လက်ပေးခြင်းရေရီရိုစသည်တို့မှတဆင့်တိရသောဖြတ်တန်းသွားလာနိုင်သည့်လမ်းများနှင့်ပတ်သက်သည့်တည်င်းချက်လက်ပေးခြင်းအဲ့ဒီလိုပြောမှပဲ24နာရီစတိုးတွေနဲ့မိသားစုစားတောက်ဆိုင်တွေမှာတွေ့ဘူးတဲ့အဲ့ဒီလိုအဓိပ္ပာယ်မျိုးရှိတာကိုလုံးဝမသိခဲ့ဘူး ကိုလည်းကုမ္ပဏီကပြောပြမှပဲသိတော့တာပြီးတော့လမ်းလျှောက်ပြီးအိမ်ပြန်လို့မရတဲ့အချိန်မှာအသုံးပြုနိုင်တဲ့ယာယီနေထိုင်လို့ရတဲ့အစာအုပ်ဆိုတာမျိုးလည်းရှိသေးတယ်ဒီနေ့လိုမျိုးဈေးဝယ်ထက်ပြီးအိမ်ပြန်လို့မဖြစ်တော့တဲ့အချိန်မှာဘေးကင်းကင်းနဲ့နေလို့ရတဲ့နေရာလေ ယာယီနေထိုင်ရန်အဆောက်အဦတဘာဝဘေးရန်နယ်ဖြစ်ပွားပြီးနောက်တွင်ခီးသောဧည့်သည်များစသည့်တောစရာနေရာမရှိသူများကို၃ရက်ခန့်လက်ခံပေးပါသည်တိုကျိုမြို့တော်အစိုးရရုံးဌာနအဆောက်အဦစသည့်အများပြည်သူဆိုင်ရာအဆောက်အဦများကိုသတ်မှတ်ထားပါသည်ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်းပူးပေါင်းပါဝင်ရန်အကူအညီတောင်းထားပါသည်ဘေးရန်နယ်ကြိုတင်ကာကွယ်ရေးမြေပုံတဘာဝဘေးရန်နယ်ဖြစ်ပေါ်ခြင်းအိမ်ပြန်ရန်ထောက်ပံ့ရေးစင်တာနှင့်ယာယီနေထိုင်ရန်အဆောက်အဦတို့၏တည်င်းအချက်လက်များကိုမြေပုံဖြင့်ပံ့ပိုးပေးထားပါသည် ဂျပန်မှာတော့တဘာဝဘေးရန်တွေအတွက်ကြိုပြင်ပြီးတည်တည်ချာချာစဉ်းစားထားကြတယ်နော်ကိုတို့တွေလည်းတဘာဝဘေးရန်တွေအတွက်ကြိုပြင်ပြီးမျိုးစုံစဉ်းစားထားမှရမယ် ဟုတ်တယ်နော်အဲ့လိုမှပဲစိတ်အေးရမှာ သမီးလေးစဉ်းစားမယ် ပြင်စင်တာတွေအဆင်ပြေပြီလား